ကျေးဇူးများတင်ပါတယ်ဆိုတော့ဖိတ်တဲ့အနေနဲ့အနေနဲ့တီးချင်တယ်ကျွန်တော်အင်တာဗျူးနေနဲ့မေးမယ်နော်ဟယ်လိုဒီမလေးအားလုံးမင်္ဂလာပါโอเคအခုလေးခုနေနေမေးလိုက်ပါလေဆိုတော့ဒီမလေးကမလေးရှားကိုကျွန်တော်ဘလို့ပထမဦးဆုံးအချိန်ရောက်ဖြစ်တယ်လို့ထင်တယ်ဟုတ်ပါသလားโอเคပထမဆုံးချိန်ပါโอเคဆိုတော့ညီမလေးရဲ့ကျွန်တော်ပထမဦးဆုံးအချိန်မလေးရှားခီးစင်တဲ့အတူညီမလေးရဲ့ရေကုန်တဲ့စီးချက်ရောက်ကိုပြည်သက်ကြီးကိုနှောက်ဝေပေးပါဦးခင်ဗျာโอเคမလေးရှားကိုကိမရဲ့ပထမဆုံးခီးစင်ပြီးတော့ပထမဆုံးမလေးရှားမှာလာရောက်ထွက်ပြီးတာဖြစ်တယ်ဆိုတော့အများကြီးပြင်ဆင်လာတယ်ပေါ့နော်ဒီမှာရှိရဲ့လူကြီးမေးတွေဒီကောင်မအားလုံးကိုတကယ်အကောင်းဆုံးပေါ့နော်ဖြောပြမှုတွေချပြဖို့အတွက်အရင်ကအများကြီးပြင်ဆင်လာတယ်ဆိုတော့ဒီနေ့မှာအားလုံးနဲ့တူပျော်ချင်ပါတယ်လို့โอเคညီမလေးကလည်းဒီခုလောက်မေးခွန်းပေးချင်ပါတယ်ညီမလေးလက်ရှိ